အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကရေးပေါ်တားဆီးနဲ့ပတ်သက်လို့ပါဒီရေးပေါ်တားဆီးကကျွန်တော်တို့ပေါ့နော်ပြင်လူတွေမကြာခဏသုံးတဲ့ဆေးတွေမှာပါတယ်ဒါပေမဲ့လည်းဒီဆေးကဘယ်လိုမျိုးဆေးမျိုးလဲဘယ်လိုမျိုးအလုပ်လုပ်တာလဲနောက်တစ်ခါဘာတွေကိုသတိထားရမလဲဆိုတာနဲ့ပတ်သက်လို့ကတော့တိတ်ပြီးမသိကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပဲတချို့တွေဆိုရင်လည်းရေးပေါ်တားဆီးသုံးနေရတဲ့ကိုမလိုလားအပ်တဲ့ကိုယ်နေရောက်သွားတာမျိုးဖြစ်တတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကရေးပေါ်တားဆီးဆိုတာဘာလဲဘယ်လိုမျိုးအခြေအနေမျိုးမှာသုံးရတာလဲဘာတွေကိုသတိထားရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးမှာပါပထမဆုံးကတော့ကျွန်တော်တို့ကအများဆုံးအသုံးပြုတဲ့အရေးပေါ်တားဆီးအမျိုးအစားက levonorgestrel ပေါ့နော်ဒါကဟော်မုန်းဆေးတစ်မျိုးပါဟော်မုန်းတစ်မျိုးထည့်ထားတယ်ပေါ့ဒီ hormones ကဘာလုပ်ပေးလဲဆိုတော့အမျိုးသမီးတွေတားဥကြွေတာကိုရက်ရွှေ့ပေးတယ်သူက delay ဖြစ်အောင်လုပ်ပေးတော့နောက်ကိုနည်းနည်းဆုပ်ပေးတာတားဥကိုမကြွေတော့ဘဲနဲ့တားဥကြွေအောင်နောက်ဆုပ်ပေးတဲ့အနေထားပေါ့ကျွန်တော်တို့ကခလေးရတယ်ဆိုတာကအမျိုးသမီးကတားဥကြွေလိုက်တဲ့ဟာနဲ့เนาะအမျိုးသမီးရဲ့တားဥနဲ့အမျိုးသားဖေကနေလာတဲ့တုပ်ပိုးနဲ့ဒီနှစ်ခုကပေါင်းဆက်သွားတဲ့အခါကျတော့မှခလေးဖြစ်သွားတယ်အဲ့ရနေပြီးတော့မှဒီအမျိုးသမီးရဲ့တအိမ်မှာသွားပြီးတော့တွေ့တာပေါ့နော်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ခလေးကကြီးလာတယ်အရေးပေါ်တားဆီးကကြဘာလုပ်ပေးတာလဲဆိုတော့အတူတူနေပြီးတဲ့ချိန်မှာအမျိုးသမီးကိုတားဥမကြွေရသေးဘူးဆိုရင်เนาะဒီစကားကိုမှတ်ထားเนาะကျွန်တော်အဲ့ဒီဟာကိုပြန်ရှင်းပြတားဥကမကြွေရသေးဘူးဆိုရင်အဲ့တားဥမကြွေတော့အောင်ပေါ့နော်နောက်ကိုစုပ်သွားအောင်လို့သူကအချိန်ကိုနောက်ရွှေ့လိုက်တယ်အဲ့တော့အမျိုးသားတုပ်ပိုးကဝင်သွားပြီမဲ့လေအမျိုးသမီးတားဥကမကြွေသေးတဲ့အတွက်ကြောင့်မလို့ရေးပေါ်တားဆီးတောက်တဲ့အခါမှာခလေးမရနိုင်တော့ဘူးတားဥနဲ့ဒီခုနပြောတဲ့တုပ်ပိုးနဲ့မထိတွေ့တဲ့အတွက်ကြောင့်မလို့ခလေးမရနိုင်တော့ဘူးပေါ့နော်ဒီနီးလန်းနဲ့သူကသတိထားပေးဆိုတော့တစ်လုံးလာတာရှိတယ်နှလုံးလာတာရှိတယ်နှစ်ခုလုံးကအတူတူပဲတစ်လုံးလာတာဆိုရင်တော့အတူတူနေပြီးချင်းမှာတောက်လိုက်အောင်မယ်နှလုံးဆိုလဲအဲ့လိုပဲတခါတည်းအတူတူနေပြီးချင်းနှလုံးတောက်လိုက်လို့လည်းရတယ်ဒါမှမဟုတ်တစ်လုံးစီ12နာရီချာပြီးတော့တောက်လဲရတယ်ဒီဆေးကအဓိကလိုအပ်တာကသူကအတူတူနေပြီးချင်းတောက်လေပို့ပြီးတော့ effective ဖြစ်လိမ့်မယ်နော်အတူတူနေထားတဲ့အချိန်ကိုကြာလာလေဆေးရဲ့အာနိသင်ကပိုပြီးလျော့လာလိမ့်မယ်ဆေးမှာပြောထားတာကတော့သူက72 hours fail ပေါ့နော်သူကို82နာရီအတွင်းတောက်လို့ရတဲ့ဆေးဖြစ်လဲညွှန်းကြတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောသလိုပဲအချိန်တိုလေးပေါ့နော်ဟိုအတူတူနေတာနဲ့ဆေးတောက်တာနဲ့အချိန်တိုလေးပို့ပြီးတော့ဆေးရဲ့အာနိသင်ပို့ပြီးတော့တက်ရောက်လိမ့်မယ်နော်ဒီဆေးမှာဘေးထွက်ဆိုးကျိုးနည်းနည်းလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ angina နော် angina နဲ့ခေါင်းမူးရယ်ဘိုက်မအီမတာဖြစ်တဲ့ရင်ပူရယ်ဒီလိုမျိုးဟော်မုန်းဆေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဘေးထွက်ဆိုးကျိုးလေးရှိတတ်တယ်ဒါပေမဲ့အရက်ထဲမှာသူများနောက်တစ်ခုကကျတော့ဟော်မုန်းဆေးဖြစ်တဲ့အတွက်ကြောင့်မလို့သွေးပြန်ဆင်းတတ်တယ်ဒါမှမဟုတ်ယာဒီကမောက်ကမဖြစ်သွားတတ်တယ်ကိုယ့်ရဲ့ယာဒီမှန်နေပေမဲ့ဒီပထမဆေးတောက်ထားတဲ့အနည်းဆုံးမှာသွေးနှစ်ခါပြန်ဆင်းတာဒါမှမဟုတ်သွေးမဆင်းတော့တာသွေးနည်းနည်းလေးပဲဆင်းတာဒါမှမဟုတ်လည်းသွေးစက်တိုက်ဆင်းတာလိုမျိုးသွေးဆင်းတဲ့ပြဿနာလေးတွေနည်းနည်းရှိတတ်တယ်ဒါပေမဲ့နောက်လာမှာတော့ယာဒီကပုံမှန်ပြန်ပြီးတော့ဖြစ်သွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာကသူ့ရဲ့ဘေးထွက်ဆိုးကျိုးလေးတွေသူ့ရဲ့အကြီးမားဆုံးဘေးထွက်ဆိုးကျိုးပေါ့နော်ဒီ emergency pill ပေါ့ရေးပေါ်ဆေးရဲ့အကြီးမားဆုံးဘေးထွက်ဆိုးကျိုးကကလေးရသွားနိုင်ခြေမြင့်တာပဲသူကတားဥမကြွေအောင်တားဆီးပေးတဲ့ဆေးမှုဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့များတားဥကကြွေပြီးကစားဖြစ်နေပြီဆိုရင်နော်တားဥကြွေပြီးကစားဖြစ်နေပြီဆိုရင်ဆေးတောက်ထားလဲပဲကိုဝင်ရောက်လာနိုင်တယ်ဥပမာကျွန်တော်တို့ပြပြမယ်အမျိုးသမီးတစ်ယောက်ကလာတိုင်းမှာရက်30မှာနော်30ရက်နေ့မှာသူကယာသီလာတယ်ကျွန်တော်တို့ကမှန်းကြည့်လိုက်ရင်သူက15ရက်ဝန်းကျင်လောက်မှာတားဥကြွေတယ်တကယ်လို့သူနဲ့သူ့မျိုးသားကအတူတူနေလိုက်တယ်15ရက်ဝန်းကျင်15 16 19ဒါမှမဟုတ်14 15 16 19လောက်မှာအတူတူနေလိုက်တယ်ဆိုရင်ကျွန်တော်တို့ခုနပြောတဲ့အရေးပေါ်တားဆီးကိုတောက်လိုက်ပြီမဲ့လေတားဥကကြွေပြီးသားဖြစ်နေပြီပြောရနော်အရေးပေါ်တားဆီးကတားဥမကြွေခင်မှာတားဥကြွေအောင်နောက်ရွှေ့တဲ့နီလန်းနဲ့သူကအရေးသတိထားတယ်ဒါပေမဲ့ခုနကလို case မျိုးမှာကြတော့တားဥကကြွေပြီးနေပြီဖြစ်တဲ့အတွက်အရေးပေါ်တားဆီးကိုတောက်ပြီမဲ့လေတားဥကြွေပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တားဥနဲ့ခုနတုပ်ပိုးနဲ့တွေ့တဲ့ခါကျရင်ကိုဝင်ရသွားနိုင်ခြေရှိပါတယ်ဒီအတွက်ကြောင့်မလို့အရေးပေါ်တားဆီးကိုအဓိကကျွန်တော်တို့ကပုံမှန်သုံးတဲ့သတိတားဆီးအနေနဲ့မသုံးပါနဲ့လို့ကျွန်တော်တို့အဲ့ဒါကြောင့်မလို့အဓိကပြောတာသူကကလေးရသွားနိုင်ခြေအရင်မြင့်တယ်အမျိုးသမီး10ယောက်မှာတဲ့8ယောက်လောက်ကိုတော့တားဆီးပေးနိုင်ပေမဲ့2ယောက်လောက်မှာကလေးရသွားနိုင်ခြေရှိတယ်နောက်တစ်ခုကကြာခုနပြောသလိုတားဥကြွေပြီးကစားဖြစ်နေပြီဆိုရင်ကလေးရသွားနိုင်ခြေရှိပါတယ်တချို့တွေကျွန်တော် group ထဲမှာလည်းအများကြီးတွေ့ရပါတယ်အရေးပေါ်တားဆီးတောက်ရက်သားနဲ့ကလေးရသွားတယ်မေးကြည့်လိုက်တဲ့အခါကျရင်တော့တားဥကြွေရဲ့အချိန်လေးဖြစ်နေတတ်တယ်ဒါကသူ့ရဲ့ကြီးမားဆုံးဘေးထွက်ဆိုးကျိုး
အရေးပေါ်တားသေးကိုပဲရှင်ဒီမှာပဲတောက်တင်လဲဆိုတော့ပုံမှန်တားသေးတစ်ခုခုမတောက်ထားပဲနဲ့နော် unprotected sex ပေါ့ကိုနှုံးမပါပဲနဲ့ကျွန်တော်အတူတူနေလိုက်မိတယ်ဒါမှမဟုတ်လည်းအကြောင်းမျိုးကြောင့်ကိုနှုံးပေါက်ပြေးသွားတယ်ဆေးတောက်နေပြီမဲ့ဆေးတောက်ဖို့အတွက်တရက်နှစ်ရက်မေ့သွားတယ်နောက်တစ်ခါမထင်မှတ်ဖဲနဲ့အတူတူနေမိသွားတယ်ဒီလိုမျိုးအခြေအနေမျိုးတွေမှာအရေးပေါ်တားသေးကိုတောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲသူ့ရဲ့စိတ်ချရမှုကတော့ရော့တယ်ခလေးရသွားနိုင်ခြေအရမ်းမြင့်တယ်ဒါကသူ့ရဲ့အကြီးမားဆုံးစိုးကျိုးပဲအရက်ထဲမှာအများစုပြောနေကြသလိုမျိုးတအိမ်ထိတယ်တို့ကိုဝင်မရနိုင်ဘူးတို့နောက်တအိမ်ပျက်စီးစေတယ်မိမယောဂါတွေအလုံးကျိတ်တွေဖြစ်စေတယ်ဒါတွေကတော့မဟုတ်ပါဘူးစဉ်းစားကြည့်လေတကယ်လို့ဒီအရေးပေါ်တားဆေးတောက်လို့ခုနပြောတဲ့ပြဿနာတွေသာဖြစ်တယ်ဆိုရင်ဒီဆေးကအရင်တည်းကဈေးကွက်ထဲကိုဘယ်လိုလုပ်ရောက်လာမှာလဲကျွန်တော်အစစ်စစ်ကြော်ဖြတ်ရတဲ့ဒီစံချိန်စံညွှန်းတွေရှိရလေဒါတွေကြော်ဖြတ်ပြီးတော့ဈေးကွက်ထဲကိုမရောက်လာနိုင်တော့ဘူးဆိုတော့ခုနပြဿနာမျိုးတွေတော့မရှိဘူးဒါပေမဲ့သူ့ရဲ့အဓိကဆိုးကျိုးပေါ့နော်အကြီးမားဆုံးဆိုးကျိုးကတော့ကလေးရသွားနိုင်ခြေရှိတဲ့ကိစ္စပဲနော်နောက်တစ်ခုကကျတော့အရေးပေါ်တားဆေးတောက်ပြီးတော့ကျွန်တော်ကိုဝင်ဖြတ်တာတွေပါလုံးလို့မရအောင်နော်သူကဘာမှမသက်ဆိုင်ဘူးအဲ့တော့ကိုဝင်ကရှိနေပြီးသားဆိုရင်တော့တားဆေးတောက်လဲဘာမှမထူတော့ဘူးပေါ့နော်ဒီလိုမျိုးတော့ရှိပါတယ်ဒါကတော့အရေးပေါ်တားဆေးနဲ့ပတ်သက်လို့တိထားတဲ့အချက်တွေပေါ့နော်ကိုဘာတွေကိုတိထားတင်လဲဘာတွေ view site တင်လဲဆိုတဲ့အကြောင်းပြပြပေးထားပါ